Hello အားလုံးမင်္ဂလာပါရှင်ယနေ့20ရက်တလ2026ရက်နေ့အင်္ဂါနေ့မင်္ဂလာရှိသောအချိန်ခါလေးမှာအာယုပါလဓမ္မယုံကြီးအကျိုးဆောင်များမှနှစ်ပတ်လည်အစည်းအဝေးကိုအစီအစဉ်9ချက်ဖြင့်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်အစီအစဉ်ရခမ်းနားမှုဖြင့်ကျမမစိမ့်မှုမှဆောင်ရွက်သွားမှာဖြစ်ပါတယ်စီစဉ်1ခမ်းနားစတင်ဖွင့်လှစ်ကြောင်းကြီးညာခြင်းစီစဉ်2အာယုပါလဓမ္မယုံဥက္ကဋ္ဌကိုရှိုင်းမှအဖွင့်အမှာစကားပြောကြားခြင်းစီစဉ်3အာယုပါလဓမ္မယုံဗန္နာရေးမှုဦးဝင်းအောင်မှတနစ်တာငွေစည်းရေးအားရှင်းလင်းတင်ပြခြင်းစီစဉ်4အာယုပါလဓမ္မယုံတို့ကြွားရောက်လာကြသူများမှဓမ္မယုံဆက်လက်တပိုးတိုးတက်၍သာသနာပြန်ပွားရေးဆွေးနွေးခြင်းစီစဉ်5အာယုပါလဓမ္မယုံတွင်ရမှုကိုဝမ်းတူးမှလိုအပ်သည်များဖြည့်ဆွက်ပြောကြားခြင်းစီစဉ်6အာယုပါလဓမ္မယုံဘုရားဦးတန်းဦးမှကျေးဇူးတင်စကားပြောကြားခြင်းနှင့်စီစဉ်9ခန္ဓာအောင်မြင်စွာပြီးဆုံးကြောင်းကြီးညာခြင်းစီစဉ်9ချက်ဖြင့်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်အစီအစဉ်ပြည့်ရာခန္ဓာစတင်ဖွင့်လှစ်ကြောင်းကြီးညာအပ်ပါရရှင်ဆက်လက်၍စီစဉ်ပြည့်ရာအာယုပါလဓမ္မယုံဥက္ကဋ္ဌကိုရှိုင်းမှဖွင့်အမှာစကားပြောကြားပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါရရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာအဖွင့်အမှာစကားပြောကြားတဲ့ဆိုတာထက်ရင်သွင်းပြည့်တွေကိုပဲကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်။တို့ကြားရောက်ပြကြတဲ့ကျွန်တော်တို့အမှန်9ရပ်ကွက်အုပ်ချုပ်ရေးမှူးကျွန်တော်တို့ရပ်ကွက်ကနာဂလူကြီးများနဲ့ကျွန်တော်တို့အာယုပါလဓမ္မယုံရဲ့လက်ဆောင်တောင်းပေါ်မှာဝမ်းဝမ်းပန်းမှုညီယူရမ်းကြကျွန်တော်တို့ဝေယဝိသဆောင်ပေးကြတဲ့ကျိုးတော်တော်တွေအားလုံးကိုမင်္ဂလာပါလို့ထပ်မံလုပ်ဆက်ရင်ကျွန်တော်တို့ဘာတော်တရားဖြင့်ကျွန်တော်လေးလေးစားစားပဲစကားပြောဝင်ပြပါလို့ကျွန်တော်ပန်ကြားလိုပါတယ်အဖွင့်မှာစကားဆိုတာတဲ့ရင်းနှီးလို့ပြောရမယ်ဆိုတော့ကျွန်တော်တို့ဓမ္မယုံကြီးစတင်ပြီးဆောက်တဲ့ဘဝဆင်းရဲတာဝန်ယူခဲ့ကြတဲ့လူကြီးတွေကနေပြီးတော့ကျွန်တော်တို့အခုအတိတ်ကဖန်ယခုပြင်မှာစတင်ပြီးတော့ကျွန်တော်တို့ဒါဘုံပြောင်းတာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကိုယ်စမ်းဉာဏ်သာရှိသလောက်ဆောင်ရွက်ခဲ့တယ်လို့ကျွန်တော်တို့နာဂတွေကိုလည်းကျွန်တော်တို့လုံဆောင်မှုအပိုင်းတွေမှာလည်းအကြံအားကောင်းယူပြီးတော့လိုအပ်တာများကိုကျွန်တော်တို့ဘယ်လိုလုံဆောင်ရကောင်းလဲဆိုတဲ့ဌာနတွေမှာလည်းကျွန်တော်တို့အကူအညီတောင်းခံခဲ့ရပါတယ်။ဘယ်လိုလုပ်တော့ပဲခေတ်ကာလအခြေအနေအရပုံညာစိတ်ကြီးကြီးမြင့်မှုပေါ်လည်းမူတည်တယ်လို့ကျွန်တော်တို့ဓမ္မကိုလည်းဆောရတော်ကိုတွေးပြီးရည်ရှိတည်တတ်ခံရအောင်ကျွန်တော်တို့အမျိုးဘာသာသာသနာကိုလည်းဒီထက်မကကျွန်တော်တို့ပေးဆက်နိုင်အောင်နောက်ဘုရားကျောင်းကနေကိုကျွန်တော်တို့သွားပြီးတော့ဝါရကာလတွေမှာဥပဒေတိဆောက်ကြမဲ့တကြီးရွယ်တွေအနည်းဆက်ဆုံးကျွန်တော်တို့တိဆောက်နိုင်အောင်အတန်ရှင်းဆုံးနဲ့တန်တန်မြန်မြန်လေးနဲ့ကျွန်တော်တို့ဥပဒေကျွန်တော်တို့တိဆောက်နိုင်ရင်အဓိကတော့ရည်ရွယ်ချက်ကတော့ကိုယ်အပိုင်လေးမှာရှိတဲ့ဥပဒေဆောက်ကြတဲ့လူတွေကိုကျွန်တော်တို့ရည်ရွယ်ချက်ဖြစ်ပါတယ်ဒုတိယကတော့ကျွန်တော်တို့ဆရာနေပြီးတော့ဓမ္မယုံကတော့ပြီးဒါနဲ့ပြီးတော့12လရာသီပွဲတွေမှာလည်းခါအားရတော့ပေါ့လေလောက်ဆောင်နေတဲ့အတွက်ကျွန်တော်တို့တတ်နိုင်တဲ့လောက်တော့ကျွန်တော်တို့လုပ်ခဲ့ပါတယ်လုပ်ခဲ့တဲ့နေရာမှာလည်းတရားပွဲလည်းလုပ်ခဲ့ပြီးသွားပြီအခုကျွန်တော်တို့ကထိန်ဆိုရင်လည်းကထိန်ပြအောင်ပေါ့လုပ်ခဲ့ပြီးသလိုအခုလွတ်လပ်ရေးပွဲရတော့ဒါ